ဘာလဲမတိတ်ချင်ပါဘူးဟာဘလိုင်းတိတ်တယ်ပေါ့ပေါ့ချစ်ချာငါမမြင်ဘူးဆိုတော့တို့တွေ့ချင်ပါလေနေရလေဒါပဲငါဆိုင်ရောက်နေ ဟုတ်ကဲ့မင်္ဂလာပါရှင်မညီမလေးကဗာလေးများကိုညီပေးရမလဲရှင် ဟောအမလေး Osmo Pocket 3လေးဝယ်ချင်တာအဲ့ဒါလေးစမ်းပြီးသုံးကြည့်လို့ရလားယင် ဟုတ်ကဲ့ရပါတယ်နော်မညီမလေးကိုဆိုင်မှာ DJ Osmo Pocket 3အတွက် demo unit လေးစမ်းထုတ်ပေးထားဖြစ်လို့လေအမအနေနဲ့ကိုနဲ့ကိုက်ညီမှုရှိမရှိ resolution အဆင်မပြေရင်ကြီးတခြားစမ်းကြည့်ပြီးမှဝယ်ယူလို့ရပါတယ်ရှင် အဲ့ဆိုအဆင်ပြေတာပဲတခါကြည့်ပါလိုက်မယ်နိ ဟုတ်ကဲ့ရှင်အဲ့ဒါဒီဘက်လေးကြားပေးပါနော်ဟုတ်ကဲ့ရှင်မလေးကိုဗာလေးများကိုညီပေးရမလဲရှင် ဟိုအမလေး Osmo Pocket 3လေးဝယ်ချင်လို့ promotion ရှိလားယင် ရှင်ဟုတ်ကဲ့ရှင် Zoin BB Camera House မှာအမအနေနဲ့ကင်မရာလေးဝယ်ထားရဲဆိုရင်ညီမလေးကိုသူနဲ့ပတ်သက်တဲ့ accessory လေးကိုဗန်နဲ့ price short ဈေးလေးနဲ့ထားပေးပါရရှင် ဟိုဘာတွေရတာလဲ Osmo Pocket 3လေးဝယ်မယ်ဆိုလို့ရှိရင် silicone case ဆိုလို့ရှိရင်ညီမလေးကို2000ကျပ်ဗန်နဲ့ price short ဈေးလေးနဲ့ရရှိမယ် SD ကလေးဆိုလို့ရှိရင်လည်းညီမလေးကို9000ကျပ်ကနေပြီးတော့3000နဲ့9000ကျပ် T-shirt ဈေးလေးရှိမယ်ရှင်ပြီးတော့ carrying box လေးဆိုလို့ရှိရင်လည်းညီမလေးကို9000ကျပ် T-shirt ဈေးလေးလုပ်ပေးထားပါရနော် အဲ့ဆိုအမအကုန်လုံးယူလိုက်တော့မယ်လေအကုန်လုံးထည့်လိုက်နော် ပေါ်လေးပွင့်သွားတဲ့ခါကျရင်ကျွန်တော်တို့ကဒီလိုဆိုရင်ဒါဇုံးလေးဆွဲတာပေါ့နော်ဟုတ်အဆင်ပြေလားခင်ဗျာအမ အဆင်ပြေပါတယ်ဟိုအမတေချာတော့မသိလိုက်ဘူးဒါပေမဲ့အမတငယ်ချင်းတွေပြန်မေးလိုက်မယ်လေနော် ဟုတ်ကဲ့မကျွန်တော်တို့ရှိမှလေခုလိုမျိုးဒီချင်း Osmo Pocket တွေဝယ်ထားတဲ့ customer တွေအတွက်ကျွန်တော်တို့က Osmo Pocket တွေ training group လေးရှိရခင်ဗျအဲ့ထဲမှာဆိုရင်ကျွန်တော်တို့က Osmo Pocket တွေ3နည်းကိုကျွန်တော်အစားအဆုံးရှင်းပြထားရဲပေါ့နော်ဟိုအမတို့အတွက်ဆိုရင်လိုမျိုး training group လေးကအဆင်ပြေလောက်မှထင်တယ်ခင်ဗျအမ training group လေးကိုကျွန်တော်တို့ join ပေးရအောင်လားခင်ဗျ ဟုတ်ချိန်လိုက်မယ်အဆိုတခါလေ ဟုတ်ကဲ့ဟုတ်ကဲ့မရှားပါခင်ဗျာ ကျေးဇူးပဲနော်မောင်လေး ဟုတ်ကဲ့ဟုတ်ရှားပါခင်ဗျာ အခုဝယ်ထားတာတော်တော်များတော့စုံနေပါပြီဒါပေမဲ့နေအောင်ထဲမှာရမယ်ဆိုရင် anti-filter တော့လိုမှာပေါ့နော် anti-filter တော့မရှိဘူးလား ဟုတ်ကဲ့ဗျကျွန်တော် anti-filter လေးရောက် store လေးကုန်နေလို့ပါခင်ဗျာအမလိုချင်တဲ့ accessory လေးရ store လေးမရှိဘူးဆိုရင်ကျွန်တော်က pre-order မှာပြီးရ service လေးရှိပါတယ်ခင်ဗျာ pre-order ရတယ်အဲ့ဆို pre-order ပဲမှာလိုက်တော့မယ်လေအဓိကလိုချင်တာရဖို့ပဲ Hello ရူဘီယာခုဆိုင်ထဲကိုတော့ရောက်ပါပြီဒီမှာဗာပစ္စည်းလေးဝယ်သွားမယ်ဆိုတာကိုပတ်တူးလေးမှာကြည့်ပေးပါအောင်နော်ဟွာအမောက်လေးဒီဟာလေး unbox လုပ်နေလေးရိုက်ပေးလို့ရလား ဟုတ်ကဲ့ဟုတ်ကျွန်တော်ရှိမှဆိုရင်တော့ဒီအမ unboxing video လေးအမှတ်တရ Facebook မှာပြန်နေနိုင်မျိုးဆိုရင်ကျွန်တော်တို့က professional camera lighting setup လေးနဲ့ကျွန်တော်ကဆင်းပြီးတော့ unboxing video လေးပြီးရ service လေးရှိရခင်ဗျအမအနေနဲ့ social media platform မှာတစ်ခါစဉ်စဉ်ပြန်ပြီးတော့တင်လို့ရတဲ့ကျွန်တော်တို့က edit တွေကိုမှာ video ချလုပ်ပေးပါရခင်ဗျအမအနေနဲ့ social media platform မှာတစ်ခါစဉ်စဉ်တင်လိုက်အောင်ပါပဲခင်ဗျ အဲ့ဆိုအဆင်ပြေတယ်တစ်ခါရိုက်သွားလိုက်မယ်နော် ဟုတ်ကဲ့ဟုတ်ဒီချင်း Osmo Pocket 3ဝယ်ထားတော့ကြာပြီတုံးရလည်းမေ့နေStick Camera House ကမသိရရှင်အချိန်မြေဖုန်းဆက်မေးလို့ရပြောတယ်ဖုန်းဆက်ကြည့်လား Hello ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ Zoin BB Camera House ကပါခင်ဗျာကျွန်တော်ဗာသမီးကိုညီပေးရမယ်ခင်ဗျာ အမလေး Osmo Pocket 3ကိုအိတ်ထဲကနေဘယ်လိုထုတ်ရလဲ ဗျာ